အားလုံးပဲမင်္ဂလာပါလူသွားမယ်စားမယ်ဖိရှိမှပြန်လဲကြိုဆိုပါတယ်ဒီ blog လေးကတော့ပူတာအိုဒေတာမှာရှိတဲ့အရန်တန်ဖိုးကြီးတဲ့ဦးလိုင်းပင်ကနေရလာတဲ့ပိုးကောင်လေးတွေကိုလူနဲ့ဦးလေးတယောက်နဲ့အတူတူရှာဖွေပြီးစားတောင်းမဲ့ blog လေးပဲဖြစ်ပါတယ်ရှင်လိုက်ကြည့်ပေးပါအောင်ရှင်ဦးလိုင်းပင်ကြီးကိုခုတ်ထားတာပါခုတ်ထားကြပါပြီ4 လ 5 လလောက်ရှိပါပြီအခုကပိုးယူမှာနော်ပိုးကောင်ယူမှာနော်ပိုးကောင်လာယူတာပါဦးလိုင်းပင်နဲ့တချို့ကမတည့်ဘူးနော်ချားတယ်ဟောအစိမ့်စားရင်မတည့်ဘူးနော်ဟောတချို့ကဘာဖြစ်ဘူးချားတာ6 လမ်းပြီးမှကြော်စားဆေးဖို့နော်ဒီကောင်မတွေ့နေပြီနှစ်ကောင်3 ကောင်ရှိလာမှာတွေ့လားဒီမှာအာယိုမိုက်တယ်ခိုက်တယ်လားဒီမှာလည်းဒီကောင်ဘယ်နေရာစကြရမလဲဒီလိုစက်ကြိုက်တယ်ခိုင်မခိုင်တော့သူကောင်းရဒီမှာဒါသူအမီဒီမှာရှိသေးလားမပေါ်သေးဘူးနော်မပေါ်သေးဘူးရချမယ်တွားပြီအမသားထီသွားပြီကောင်အရင်စိတ်မှာပဲနော်စိတ်လားစိတ်လေမန္တလေးစက်နေအဲ့ထိတ်တယ်နော်ကိုင်းအစိတ်ဖြစ်လားအစိတ်ကဖြစ်ပါဘူးဒီမှာရှိပါတယ်ဒီမှာတွေ့လားသူကောင်းမှာကိုက်တယ်ပါတယ်ကောင်းကိုက်တယ်နော်ဒီနေရာဆွဲလေးပါပါတယ်သူရှိမှာသုံးကောင်ရှိပါသေးတယ်3 ကောင်ဟုတ်တယ်နော်ဘယ်ဝင်သွားရလဲမသိဘူးဟုတ်ပါဘူးတော့ပြန်နေမောင်ချစ်စရာလေးဟုတ်တယ်ဝင်လာပြန်ပြီထက်တယ်ပြန်လို့ပြောဝင်လာပြီနော်ဝင်တော့အော်ဒီမှာဒီကောင်ဟမ်ပုံခုန်နေဟေးနည်းနည်းပဲလို့နော်ပေါက်သွားဖို့နည်းနည်းပဲလို့အာယောအဲ့လောက်ရလာပြီဦးလိုင်းပင်ရဲ့ဒီဘက်အဖျားပိုင်းကိုပို့ပြီးတော့သူတို့ကစားတယ်တဲ့အရေးမဲ့ကိုဆိုမာလို့မစားဘူးတဲ့အိုးဟုတ်တော့ဘာဖြစ်သွားလဲကြာတော့အဲ့လိုဖြစ်တယ်ကြာတော့ဘယ်လိုဖြစ်သွားလဲဒီလိုမျိုးအကောင်လေးပြန်လေအဲ့သူရှက်ဖြစ်တာလားခုနအများကြီးတွေ့ရင်လေအော်ရင်သွားရင်ဒီအကောင်ကကြာသွားရင်ခုနတွေ့ဒီလိုမှတွေ့လားတောင်းပန်းရှိတယ်လေပြန်နေလေဒီလိုဖြစ်သွားပြီရောဒါအရန်ကြာတော့ဒီကောင်ကိုကြီးလာရင်ဒီလိုဖြစ်သွားတာလေဒါစားလို့မရတော့လေနော်မရဘူးနောက်မလို့တော့ဟောရှိတယ်ဒီလားဒီမှာပါမာသေးစားဒီမှာသေးစားအိုးဒီမှာသေးလားအခုမှစားတာလေမာဒီမှာကောင်ကနေဒီကနေလေကြီးဖြစ်ပြီးနောက်ထပ်တက်ကြီးရရှိသေးတယ်ဆက်ထဲရမှာဖြစ်ပါတယ်တကယ်တော့ဒီတပင်နဲ့မဟုတ်ခုတ်ထားတာဒီမှာတပင်ပြီးရင်ဒီမှာတပင်ပြီးတော့
ဒီနားမှာတပင်ဒီမှာတပင်ပြင်ဟိုဒီနားလေးမှာအေးအဲ့ဒါမှာတပင်6ပင်9ပင်လောက်ခုတ်ထားတယ်ပြောဟိုးမှာဦးလေးလုံနေနေမှာအဲ့မှာတပင်ခုတ်ထားတယ်သူကတခါတည်းကိုအများကြီးလာမယူပေါ့ဝင်အားတဲ့ခါလာယူတာပေါ့အကောင်လေးသူကတပိုင်းပြီးတပိုင်းပေါ့အခုဒီခုတွေ့နေရတဲ့အပိုင်းတုံးဆိုရင်တဲ့အများကြီးရတယ်တဲ့ဒါတော့လူရဲ့တငယ်ချင်းနင်းဖုံးရဲ့အိမ်မှာပါအိုးထွက်လာပြီဟာလေလုယာနော်နှကောင်းအဖျားမှာအများကြီးရှိရပဲအဖျားနှုတော့တော့စားလို့လွယ်ရလေအကြောင်းတို့ကအများကြီးရှိရကျွမ်းနေတော့ဦးလေးဟိုနှကောင်လုံးရှိရမှာကောင်းကောင်းရှိအိုးတေးလေးဟိုမှာမတေးဘူးလေးအဖျားမှာပေါ်လိုက်တာအဲ့ဒါတို့စားလို့ချိန်မွားနေရလေဒီနေ့ရဲ့ modern လေးတွေပေါ့ကွယ်ဒီနေ့ရဲ့ modern ကတော့ Esther မဟုတ်ပါဘူးလူမဟုတ်ပါဘူးအကောင်လေးပါဟောပေါ်လာပြန်ပြီ modern မတုတ်လေဟိုမှာများလာပြီအများကြီးရလာပြီမှာဝတ်တုတ်ဝတ်တုတ်ရနေနော်ရဒီနေ့လည်းအများကြီးရမယ်တဲ့နော်စိတ်ရှိလက်ရှိနဲ့ရှာရင်တော့အများကြီးရမယ်ဒီဦးလိုက်ပင်နဲ့စိုက်ထားလားတဘာဝလားစိုက်ထားနော်စိုက်လို့လည်းရနော်ရတယ်တရားစီကြီးဒါမှလည်းရင်းနေတယ်တကယ်လေအောင်စင်တော့အကောင်ဖြစ်ချင်နေပြီပေါ့ကွယ်စားရင်တော့အတန်နေတာစားသူနော်အထဲမှာစားနေရတန်ကြားရလားအပြင်ကနေသူကဒီလိုမျိုးအပင်ထဲမှာရှိမရှိဆိုတာအတန်လဲနောက်ထောင်လို့ရတယ်တဲ့သူတို့ကဒီထဲမှာစားနေရတန်ပေါ်ပါတယ်ရှင်ချစ်စရာလေးမဲသူကဒီကနေကြိုက်တာလေနော်သူမှဒီမှာဆွဲရှိတယ်ဆွဲဖို့သွားဖို့မေးတရားစီရလေးကြိုက်ဖို့ကြိုးစားနေသူကကျမကိုကြိုက်ချင်တယ်ပေါ့လေရှင်တော့ကျမတတိရှိရပေါ့ရှင်တော့ကျမကိုကြိုက်ရဲတယ်ပေါ့ရှင်တော့ကျမလည်းစွာရနော်သိလားဦးလေးရလူကိုလက်ဆောင်ပေးနေတာပါခုလိုကြွေးစားတော့ကျေးဇူးအများကြီးတင်ပါတယ်နော်โอเคရများတော့မလို့လေဘာလို့ရပါလဲပြောစရာကြီးနေ့လေရဟာတဲ့ပိုးကောင်ကိုဆေးပါမယ်ကြော်စားမယ်နော်ကြော်စားကြမယ်ဒီကနေ့ထည့်မယ်ဒါနေ့လေဖမ်းထားဆိုပြီးသွားပါပြီတက်မရှိတော့ပါဘူးဒါလေးကိုအကြော်မယ်
ပိုးတင်ပါမယ်ပြီးတော့စီမလုံးတော့သူဒီကောင်ကြော်တာဘုတ်ချောင်းကြော်တယ်လို့ကြော်မယ်နော်အကောင်လေးကိုထည့်လိုက်မယ်ထည့်ပြီးရင်ရေနွေးလေးနဲ့ထည့်မယ်နော်ရေနွေးထည့်မယ်ဒီရလောက်လေးအကောင်လေးမြုပ်ရောက်မြုပ်ရင်ရတယ်ဟလာမထည့်နဲ့နော်ဒီခါအောင်ကြော်ပြီးဆိုရင်သူ့လူကစီထွက်လာတယ်စီနဲ့ပြန်ကြော်လိုက်ရင်ရပါပြီဟုတ်ချောင်းကြော်တဲ့တိုင်းပေါ့နော်တွေ့လားဒီလိုကြရေပွက်လာပါပြီစားမထည့်အောင်တော့ဘာမှမထည့်အောင်နော်ဒီကြားလေးကရေနေတယ်ပဲချက်နေလိုက်ရှင်ခုနရေနည်းနည်းလေးညားသွားတယ်အားကြောင့်ရေနည်းနည်းတွန်လိုက်ပါမယ်ဒီရေခမ်းပါပြီရှင်ဒါသူအစီထွက်လာပြီနော်စီထွက်လာမှာပါစီထွက်လာပါပြီရှင်ထွက်လာပြီရပါပြီစားလို့ရပါပြီမလေးငါဇွန်းနေလို့ရမယ်ဒီပိုးကောင်ရရဲမင်းကျမချာနဲ့ရဟာဖြစ်ပါတယ် ချမ်းပါစမ်းပါစားကြမယ်โอเคဒါပြီစားလို့ရပါပြီမစားဘူးသေးဘူးပထမဦးဆုံးဘယ်လိုစားရမလဲဒီတိုင်းမစားလိုက်မနော်ဟုတ်တယ်လားဘာမှတော့မထည့်ထားဘူးစားလည်းမထည့်ထားဘူးဘာမှမထည့်စီလည်းမထည့်ထားဘူးသူ့စီနဲ့သူ့ကိုကြော်လိုက်တာ ကိတ်လေးတကောင်စားပါ နော်ကိတ်လေးဒါကိတ်ဆုံးပဲတည်းနော်သိလားကိတ်လေးကိုကျမစားလိုက်မယ်ဒီတော့ခုံနေဒီကုန်းနဲ့သူ့ကောင်းရကျမကိုကြည့်နေဟုတ်လား အေးရတာရှိရှိ ဒီလိုပဲနော် ရဲ အာမင်စိတ်နေရ အစိတ်အဲ့ နော် အေးရတာခံရ ဟိုပါလေဘာနဲ့နီးတယ်ဆိုရင်ဟိုပါဟိုအပိုးကောင်းလေပရိရဲ့ဖင်လေဦးစီပေါင်းအပြည့်ရှိရဲ့ဥတွေပြည့်ရှိရတယ်သူနီးရရမ်းတူလားမကျုံနေစားကြည့်တော့မှာကျုံလား ကျကျလေးကအရင်ခုံနေဆို ကောင်းလားကောင်းပါလေရှင်စားကြပါဦးမိလည်းရတယ်စိတ်ကြိုက်တော့လို့ရပါတယ်ကျေးဇူးပါဘိုင်ဘိုင်